အားလုံးပဲမင်္ဂလာပါတဲလေးတို့ကြီးဒီမှာလေမမပို့မအရန်ဒီမှာစားခြင်းစုံမုတ်လေတဲလေးဘဲမုတ်နဲ့ပြရည်တုံးနဲ့ကောက်ညင်ထုတ်တော့တဲလေးတို့ဒါမမပို့မအဖေအခုပဲဈေးကနေဝယ်ပြီးတော့ပြန်လာတဲ့အရန်မွေးတဲ့ပူပူနွေနွေလေးကိုတဲလေးတို့ကြီးထိုင်တဲ့ကံမှာဆိုဒီလိုမျိုးမရှိဘူးနော်တဲလေးနော်သူ့အသားလေးကလေပျော်ဤပြီးတော့လေနူးညံ့နေရောပဲစားချင်နေတာဟိုထိုင်တဲ့ကံမှာနေကြတဲ့အခုမှပဲစားရတယ်မပို့မအဖေတော့ဝယ်လာပေးတယ်စားကြပါအောင်ရှင်ဘယ်မုတ်ငါးခုဝယ်လာတယ်အဖေကလေထားနေငါမှာဘာဂါတို့ပီဇာတို့ပင်ဖိုင်တို့ KFC တို့နဲ့ဒါတွေလဲလို့မနိုင်ဘူးတကယ်ပြောလားထားနေငါမှာမုတ်တွေဘယ်တော့ပဲရတာရှိရှိဒီလိုမျိုးမုတ်တွေလုံးဝလိုက်လို့မမြင်ဘူးဒီအတော်တွေကမမပို့မငငယ်တွေကရောင်းတဲ့မုတ်တွေနော်တခုတည်းထိရောင်းနေတော့မယ်အသေးလေးတို့ရဒါတော့ပြရည်တော့အရန်စားကောင်းတာအဲ့ဒါမနန်းတွေရောအုံဒီတွေရောနန်းချင်းပဲပူပူလေးအမ်ဘေမုံညာมีอันงานไปหมดนะบางก้อนนั่นแหละก็อ่านไปหมดใช่ไหมยังอ่ะဒီလိုမျိုးလုံးဝစားမကောင်းဘူးအသေးလေးတို့นี่แหละ不เลย啥家吧我说กูว่าတော့ใจมาใจပဲသူမတီးခင်2ရက်3ရက်မှလေအဲ့မှာသူလောက်စားတယ်သူလုံးစားသူလုံးမကြောက်သူ့အမသူဖုံးဆက်ပြီးတော့သူလုံးရနောက်ပဲဆုံးတော့ဘယ်မှမဖြစ်ဘူးขนมอ่ะกินได้ตอนเด็กๆอยากกินมากเพราะอร่อยด้วยนุ่มมากหอมมาก你那里表演的披萨，你们爽不爽？妈妈配回来的，妈妈打对把的，妈妈猪妈的对把的，猪妈的那个太的。ဒီလိုမျိုးစမောစားခြင်းနေတာနေ့ပေါ်မနေတော့可以对吧？够了。လုံးဝထိုင်းနိုင်ငံရတာနဲ့လုံးဝမတူအဲ့ဒါစားကောင်းတယ်ညညံ့နော်
သူမရင်းနဲ့ပါတွဲထားလာပြရမယ်ဆွလည်းတော့ပို့ရအောင်မယ်မမကျေးဇူးတင်လား